Assassin's Creed Valhalla Assassin's Creed ရဲ့12ခုမြောက် game ဖြစ်ပြီးတော့မှ Ubisoft အနေထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ game ကို2020ခုနှစ် AP လမှာတရားဝင်ကြေညာခဲ့ပြီး2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာ Windows Xbox One Xbox Series S PlayStation 4တို့အတွက်ထွက်ရှိခဲ့က PlayStation 5တို့ကတော့နိုဝင်ဘာလ12ရက်နေ့မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။ game ရဲ့အဓိကဇာတ်လမ်း AD 820နဲ့880ခုနှစ်ကြားမှာဖြစ်ပွားခဲ့ 5K စစ်တဲ့တော့ Evo Valent တို့တာကိုကစားရမှာဖြစ်ပါတယ်။ Eva ဟာနော်ဝေးမှာအင်္ဂလန်တို့ရွှေ့ပြောင်းပြီးကိုပါအခြေစိုက်နယ်မြေတည်ဆောက်ရန်ကြိုးစားရင်းနဲ့ Exhibition နဲ့ Tempero ရှေးအောင်ပြပခါများပါဝင်လာခဲ့ရဖြစ်ပါတယ်။ Valhalla ကို Mortal Ubisoft.com မှာဦးဆောင်တော့ Ubisoft Studio 15ခုခန့်မှပူးပေါင်းဖန်တီးခဲ့ရဖြစ်ပါတယ်။ဖွံ့ဖြိုးရေးကာလမှာနည်းနည်းကြော်ကြားမြင့်ခဲ့ပြီးတော့မှကိုဗစ်ကပ်ရောဂါအတွင်းတွင်အိမ်မအလုပ်လုပ်ကဂိမ်းအောင်အချိန်မီထုတ်ဝေခဲ့ရဖြစ်ပါတယ်။ Valhalla Assassin's Creed အတွက်ရောင်းအားအကောင်းဆုံးဂိမ်းတစ်ခုဖြစ်လာခဲ့ပြီးတော့မှ Viking ခေတ်အင်္ဂလန် Open World နဲ့ Settlement ကိုတည်ဆောက်ခြင်း system တွေကြောင့်လူကြိုက်များခဲ့တာဖြစ်ပါတယ်။ Valhalla မထွက်ပေါ်မီအချိန်ကဂိမ်းနာမည်ကို Assassin's Creed Quinten နဲ့ Assassin's Creed Valhalla ဟုခေါ်လာခါလာများခဲ့ဘူးတော့လေနောက်ပိုင်းမှာ Assassin's Creed Valhalla လို့ပဲတရားဝင်အမည်ပေးခဲ့တာဖြစ်ပါတယ်။ထွက်ရှိခဲ့တဲ့ခုနှစ်ကတော့နိုဝင်ဘာလ10ရက်နေ့2020ခုနှစ်ဖြစ်ပါတယ်။ Developer Mortal Ubisoft.com ဖြစ်ပြီးတော့မှ Action RPG Open World ဖြစ်ပါတယ်။ဒီဥစားတော့စက်တင်ရတော့ Viking ဖြစ်အင်္ဂလန်နဲ့နော်ဝေးဖြစ်ပါတယ်။ချစ်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။